ကြားဖြတ်အွန်လိုင်းငွေလိမ်ကိုင်းတွေတိုက်ဖြတ်ဖို့နဲ့လက်ခံထားတဲ့နိုင်ငံတွေကိုပြတ်သားစွာအရေးယူဖို့အမေရိကန်သမ္မတထရန့်ကအမိန့်ထုတ်လိုက်တယ်လို့မြန်မာအပါအဝင်ကြားဖြတ်လက်ခံထားတဲ့နိုင်ငံတွေအတွက်အမေရိကန်ရဲ့ကြီးမားပြင်းထန်တဲ့သတိပေးချက်လို့ပြောနိုင်ပြီးအမေရိကန် FBI ကလည်းထိုင်းနိုင်ငံမှာအခြေစိုက်ပြီးထိုင်းမြန်မာနယ်စပ်ကကြားဖြတ်ကိုင်းတွေကိုနှိမ်နင်းဖို့အတွက်စုံစမ်းစစ်ဆေးနေပါတယ်။ရှမ်းပြည်နယ်မှာတပိုင်တနိုင်သေးလာတဲ့73စီဘုံတွေကိုစစ်တပ်ကစီမံချက်နဲ့ဖမ်းဆီးနေပြီးလာရှိုးမှာလည်း73စီပြက်လက်နေပါတယ်။အီရန်ရဲ့တိုက်ခိုက်မှုတွေဆက်ရှိနေတာကြောင့်ချိန်ချောက်မှုတွေကိုရင်ဆိုင်မှုအသင့်ရှိတယ်လို့ UAE သမ္မတကပြောကြားလိုက်တဲ့သတင်းအပါအဝင်ရန်ကုန်ခေတ်ရဲ့ဒီနေ့နေ့လည်ခင်းရရှိထားတဲ့ပြည်တွင်းသတင်းတွေနဲ့နိုင်ငံတကာသတင်းတွေကိုတင်ဆက်ပေးပါမယ်ရှင်။ပထမဆုံးတင်ဆက်ပေးမယ့်သတင်းကတော့နိုင်ငံဖြတ်ကျော်ကြားဖြတ်အွန်လိုင်းငွေလိမ်ကိုင်းတွေကိုတိုက်ဖြတ်ဖို့နဲ့မြန်မာအပါအဝင်လက်ခံထားတဲ့နိုင်ငံတွေပေါ်ပိတ်ဆို့အရေးယူဖို့အကူအညီတွေဖြတ်တောက်ဖို့ကိုအမေရိကန်သမ္မတထရန့်ကမတ်လ6ရက်နေ့မှာမိန့်ထုတ်ပြန်လိုက်ပါတယ်။အမေရိကန်မိသားစုတွေစီးပွားရေးလုပ်ငန်းတွေနဲ့အရေးကြီးတဲ့ခြေခံအဆောက်အအုံတွေကိုပြစ်မှတ်ထားနေတဲ့နိုင်ငံဖြတ်ကျော်စိုက်ဘာရာဇဝတ်မှုတွေနဲ့ကြားဖြတ်အွန်လိုင်းငွေလိမ်ကိုင်းတွေကိုအမြင့်ပြတ်ချေမှုန်းဖို့သမ္မတဒေါ်နယ်ထရန့်ကအမှုဆောင်အမိန့်တရက်ကိုမတ်လ6ရက်နေ့မှာလက်မှတ်ရေးထိုးထုတ်ပြန်လိုက်ပြန်ပါတယ်။အဲ့ဒီအမိန့်မှာအွန်လိုင်းငွေလိမ်ကိုင်းတွေကိုကိုယ့်ရဲ့မြေပေါ်မှာလက်ခံခွင့်ပြုထားတဲ့နိုင်ငံတွေကိုပြပြသားသားအရေးယူဖို့နဲ့စီးပွားရေးပိတ်ဆို့မှုတွေချမှတ်ဖို့ပါဝင်နောက်ဆက်တွဲအရေးယူမှုများစွာကိုလည်းလှုံ့ဆော်မှုပါဝင်ပါတယ်။အဲ့ဒါကြောင့်ကြားဖြတ်ကိုင်းတွေထွန်းကားတွင်ကျယ်နေတဲ့မြန်မာ၊ကမ္ဘောဒီးယားနဲ့လာအိုနိုင်ငံတို့မှာရှိတဲ့ကြားဖြတ်အခြေစိုက်ရာနယ်မြေတွေနဲ့အဲ့ဒီကိုင်းတွေကိုအကာအကွယ်ပေးထားတဲ့အာဏာပိုင်တွေအတွက်ကြီးမားတဲ့သတိပေးချက်ဖြစ်လာတယ်လို့နိုင်ငံတကာသတင်းတွေမှာသုံးသပ်ရေးသားထားကြပါတယ်။ဒါအပြင်အမေရိကန်သမ္မတထရန့်ကကြားဖြတ်ရာဇဝတ်ကိုင်းတွေကိုတိုက်ဖြတ်ဖို့အတွက်အမျိုးသားညီညွတ်ရေးဗဟိုဌာန NCC ကိုအမျိုးသားအဆင့်ဦးဆောင်အဖွဲ့ဖြစ်သတ်မှတ်လိုက်ပြီးသူတို့ရဲ့လုပ်ငန်းတွေကိုနှောက်ယှက်တာစုံစမ်းစစ်ဆေးတာနဲ့အမြင့်ပြတ်ဖြိုခွဲတာတွေကိုလှုံ့ဆော်မဲ့လုပ်ငန်းစီမံချက်တရက်ကိုရေးဆွဲဖို့ညွှန်ကြားထားပါတယ်။အဲ့ဒီအပြင်စိုင်းပါနီးပညာသုံးလိမ်လည်မှုနဲ့လှည့်ဖျားမှုတွေကိုဦးစားပေးတရားစွဲဆိုဖို့ရှင်းနေချုပ်ကိုညွှန်ကြားထားပြီးလိမ်လည်သူတွေစီကနေသိမ်းဆည်းရမိတဲ့ရန်ပုံငွေတွေကိုနင်နာသူတွေစီတိုက်ရိုက်ပြန်လည်ပေးရဖို့အတွက်နင်နာသူများပြန်လည်ကူစားရေးအစီအစဉ်ကိုလည်းတည်ထောင်သွားမယ်လို့သိရပါတယ်။အမေရိကန်သမ္မတထရန့်ရဲ့အမိန့်အရအမေရိကန်နိုင်ငံခြားရေးဝန်ကြီးကကြားဖြတ်တွေကိုလက်ခံထားတဲ့နိုင်ငံတွေကိုသူတို့မြေပေါ်ကရာဇဝတ်ဂိုင်းတွေကိုအရေးယူဖို့သက်ဆိုင်ရာနိုင်ငံခြားဆိုရတွေကိုတောင်းဆိုရမယ်လို့ညွှန်ကြားထားပါတယ်။အဲ့ဒီကြားဖြတ်ဂိုင်းတွေကိုလက်ခံခွင့်ပြုထားတဲ့နိုင်ငံတွေပေါ်စီးပွားရေးပိတ်ဆို့မှုတွေကိုချမှတ်တာဗီဇာကန့်သတ်တာနိုင်ငံခြားအကူအညီတွေကန့်သတ်တာနဲ့ပါဝင်ပတ်သက်နေတဲ့အရာရှိတွေကိုနှင်ထုတ်ဖို့တွေကိုပါညွှန်ကြားထားပါတယ်။အမေရိကန်သမ္မတအိမ်ဖြူတော်ရဲ့ထုတ်ပြန်ချက်အရ Ransomware, Phishing, ဘဏ္ဍာရေးလိမ်လည်မှု Sextortion လိမ်ပိုင်းဆိုင်ရာငွေညှစ်တာနဲ့အယောင်ဆောင်လှည့်ဖျားမှုတွေဟာခိမိဆန်းပြတဲ့နိုင်ငံဖြတ်ကျော်ရာဇဝတ်ကိုင်း TCO တွေကလှုပ်ဆောင်တာလို့ဆိုပါတယ်။ဒါအပြင်ချင်းနေများစွာမှာနိုင်ငံခြားဆိုရတွေကသူတို့ကိုသွဲဝိုက်ကထောက်ခံပေးထားပြီးအာဓမလှုပ်အားပေးခိုင်းစေမှုနဲ့လူကုန်ကူးမှုတွေနဲ့လဲပတ်နေတဲ့အရေးအောက်မှာရှိတဲ့စီးပွားရေးလုပ်ငန်းစုကြီးကိုဖန်တီးနေကြတယ်လို့သိရပါတယ်။2024ခုနှစ်မှာအမေရိကန်ပြည်သူတွေစီကနေစိုက်ဘာနီးပညာသုံးလိမ်လည်မှုကြောင့်ဒေါ်လာ12.5 ဘီလီယံကျော်ဆုံးရှုံးခဲ့ရပါတယ်။လက်ရှိမှာအမေရိကန် FBI ကထိုင်းနိုင်ငံမှာအခြေစိုက်ပြီးထိုင်းမြန်မာနယ်စပ်ကကြားဖြတ်ကိုင်းတွေကိုနှိမ်နင်းဖို့အတွက်စုံစမ်းစစ်ဆေးနေတယ်လို့ထိုင်းသတင်းတွေအရသိရပါတယ်ရှင်။ရှမ်းပြည်နယ်ဘက်မှာတော့ရှမ်းပြည်နယ်မှာတပိုင်တနိုင်သေးလာတဲ့စီဘုံတွေကိုစစ်တပ်ကစီမံချက်နဲ့ဖမ်းဆီးနေပြီးလာရှိုးမှာ73စီပြက်လက်နေတယ်လို့ဒေသခံပြည်သူတွေကရန်ကုန်ခေတ်သစ်ကိုပြောပါတယ်။ရှမ်းပြည်နယ်မြောက်ပိုင်းလာရှိုးမြို့ပေါ်မှာ73စီပြက်လက်မှုနဲ့ကြုံတွေ့နေရချိန်ရှမ်းပြည်နယ်တောင်ပိုင်းကနေတပိုင်တနိုင်သေးဆောင်လာတဲ့စီဘုံတွေကိုပါစစ်တပ်ဂိတ်တွေကဖမ်းဆီးသိမ်းဆည်းခဲ့ပါတယ်။ပြီးခဲ့တဲ့မတ်လ6ရက်နေ့ကနေစတင်ပြီးရှမ်းပြည်နယ်တောင်ပိုင်းကနေမြောက်ပိုင်းကိုသွာလာနေတဲ့အိမ်စီးကားနဲ့ခီးတဲ့တင်ကားတွေကိုစစ်တပ်စကားမဂိတ်တွေကတင်းတင်းကြပ်ကြပ်စစ်ဆေးနေတာပါ။အဲ့လိုစစ်ဆေးရမှာကားပေါ်မှာပါလာတဲ့ဓာတ်ဆီအပြည့်ပါ9ကာလန်ဝင်အဝါရောင်စီပုံးတွေကိုသိမ်းဆည်းနေတာလို့သိရပါတယ်။ဒေသခံပြည်သူတို့ပြောတာကတော့ရှမ်းမြောက်ကရှမ်းရှိနဲ့ရှမ်းတောင်ထပ်ပိုဆိုးနေပြီးရှမ်းတောင်ကနေတေလာတဲ့တပိုင်တနိုင်စီပုံးတွေကိုအသိခံနေရသလိုလာရှိုးမှလည်းစီပြက်နေတယ်လို့သိရပြီးရှမ်းမြောက်ကပြည်သူတွေလည်းတော်တော်လေးကိုဒုက္ခရောက်နေတယ်လို့ပြောပါတယ်။
ဒါအပြင်73စီချွေတာရေးအတွက်ဆိုပြီးရှမ်းပြည်နယ်ဆိုရအဖွဲ့ကရှမ်းပြည်နယ်ဒေကမြို့နယ်အသီးသီးကိုကန့်သက်ချက်မိန့်တွေထုတ်ပြန်လာပါတယ်။အဲ့ဒီအပြင်ကြောင်မဲတီဘောနောင်ချိုနဲ့နမတူမြို့နယ်မှာရှိတဲ့ဌာနဆိုင်ရာယာဉ်တွေကိုအသုံးပြုရမှာလဲကန့်သက်ချက်တွေထုတ်ပြန်သလိုအုပ်ချုပ်မှုနဲ့ဆိုင်ကယ်တွေအပါအဝင်လုပ်ငန်းသုံးမော်တော်ယာဉ်တွေကိုအပတ်စဉ်ရုံးဖွင့်ရက်တွေမှာတဝက်အသုံးပြုပြီးတဝက်နားတဲ့အလဲကျစနစ်နဲ့ပဲသုံးဆွဲဖို့ညွှန်ကြားထားပါတယ်။ဒါအပြင်ရုံးပိတ်ရက်ကန့်သက်ချက်ဖြစ်တဲ့စနေတနင်္ဂနွေနဲ့အစိုးရရုံးပိတ်ရက်တွေမှာဌာနဆိုင်ရာယာဉ်တွေကိုလုံးဝအသုံးမပြုဖို့နဲ့ချွင်းချက်အနေနဲ့အရေးကြီးလုပ်ငန်းလိုအပ်ချက်ရှိရင်ဌာနအကြီးအကဲရဲ့ခွင့်ပြုချက်ရရှိမှသာအသုံးပြုဖို့ကိုညွှန်ကြားထားပါတယ်။ရှမ်းပြည်နယ်ဆိုရအဖွဲ့ရဲ့အဲ့ဒီညွှန်ကြားချက်မှာလက်ရှိကမ္ဘာနိုင်ငံရေးအခြေအနေအရအရှေ့လေပိုင်းဒေသမှာစစ်ရေးပဋိပက္ခတွေဖြစ်ပွားနေတာကြောင့်ရေလမ်းကြောင်းတစ်လျှောက်အတားအဆီးတွေရှိနေပြီးလောင်စာဆီတင်သွင်းမှုခက်ခဲနေတဲ့အတွက်ချိုးချံချွေတာရတာလို့ဖော်ပြထားပါတယ်။ဒါအပြင်စစ်တပ်ကသတ်မှတ်ထားတဲ့စည်းကမ်းတွေကိုဖောက်ဖျက်ရင်ထိရောက်စွာရေးယူမယ်လို့လည်းဆိုထားပါတယ်။လက်ရှိရှမ်းပြည်နယ်မြောက်ပိုင်းမှာ73စီရှားပါမှုကြောင့်တည်ယူပို့ဆောင်ရေးနဲ့ဒေသခံတွေရဲ့နေ့စဉ်လူမှုဘဝလုပ်ငန်းဆောင်တာတွေမှာအခက်အခဲအကျပ်တဲများစွာနဲ့ရင်ဆိုင်နေရပါတယ်ရှင်။ဆလတ်တင်ဆက်ပေးမှာကတော့ကချင်စစ်မျက်နှာပြင်အတွင်းမှာရောဒေတာက PDF တပ်ရင်းတွေဟာကချင်လွတ်မြောက်ရေးတပ်မတော် KIA ရဲ့ဦးဆောင်မှုနဲ့အတူအကြမ်းဖက်စစ်တပ်ကိုတိုက်ခိုက်နေတယ်လို့ဂံကောခရိုင်စစ်ဌာနကထုတ်ပြန်ထားပါတယ်။အမျိုးသားညီညွတ်ရေးဆိုရာကာကွယ်ရေးဝန်ကြီးဌာနလက်အောက်ခံဂံကောခရိုင်စစ်ဌာနလက်အောက်ခံတပ်ရင်းတွေအနေနဲ့ပြီးခဲ့တဲ့2024ခုနှစ်ဒီဇင်ဘာလကနေစပြီးကချင်လွတ်မြောက်ရေးတပ်မတော် KIA ရဲ့ဦးဆောင်မှုနဲ့ကချင်စစ်မျက်နှာပြင်တွေဖြစ်တဲ့ဝိုင်းမော်နဲ့ဗမော်မြို့စစ်စင်ရေးတွေမှာအကြမ်းဖက်စစ်တပ်ကိုတိုက်ခိုက်နေတယ်လို့သိရပါတယ်။ဂံကောခရိုင်တပ်ရင်းတွေအနေနဲ့စစ်ရေးအတွေ့အကြုံကျွေးဝါးတဲ့ကချင်လွတ်မြောက်ရေးတပ်မတော် KIA ပါဝင်တိုင်းရင်းသားလက်နက်ကိုင်တွေစီကနေမဟာဗျူဟာမြောက်လေးလာတင်ယူရင်းအဖိတ်စင်အ ਨੇ ဆုံးနဲ့မိခင်ဒေသအညာစီကိုပြန်လာပြီးတော့အကျိုးပြုနိုင်ဖို့အတွက်အရေးကြီးဖော်ဆောင်နေရလို့လည်းပြည်သူ့ကာကွယ်ရေးတပ်မတော်ဂံကောခရိုင်စစ်ဌာနကဆိုထားပါတယ်။ဒါအပြင်ပြီးခဲ့တဲ့2025ခုနှစ်ဒီဇင်ဘာလ29ရက်နေ့ကနေစပြီးဂံကောခရိုင်အတွင်းကဂံကောစောထီးလင်းနဲ့လောင်းရှိမျိုးတွေမှာရောလန် operation ရောမြေစစ်စင်ရေးကိုဒေသခံတရင်တပ်ဖွဲ့တွေနဲ့အတူလှုပ်ဆောင်နေရလို့လည်းသိရပါတယ်။အဲ့ဒီပြင်ဒေသတွင်းသတင်းရင်းမြစ်ဖြစ်တဲ့ရောလင်းတပ်ရဲ့ဖော်ပြချက်အရလဲကချင်စစ်မျက်နှာပြင်ရောမြေစစ်စင်ရေးတွေမှာဂံကောခရိုင်တရင်တွေကတပ်ဖွဲ့ဝင်အင်အား900ကျော်တာဝန်ထမ်းဆောင်နေတယ်လို့သိရပါတယ်။ပြည်သူ့ကာကွယ်ရေးတပ်မတော်ဂံကောခရိုင်စစ်ဌာနကတော့အခုလိုစစ်စင်ရေးတွေဆောင်ရွက်နေတဲ့ဂံကောခရိုင်တရင်တွေအတွက်လက်ရှိမှာတွဲလန်းညီညီချီတက်ပြီးကျပ်သိန်း9000ကမ်ပိန်းကိုပြုလုပ်ထားတယ်လို့အသိပေးထားပါတယ်ရှင်။